ကဲပတ်စ3000ကျော်နေရ6000ဝန်းကျင်ချမ်းပါနော်မြန်မာပြည်မှာအခုချင်းလူကြိုက်များရေပန်းစားတဲ့ Redmi ဂိတ်ဖုန်းလေးတွေကြိုက်တဲ့ညီကိုတွေကျွန်တော်ပတ်စဘတ်3000နဲ့6000ဝန်းကျင်ဖုန်းလေးတွေပြပေးမယ်နော်ကဲ6000ဝန်းကျင်နေရေပြပေးတယ်မှာဒါတွေကကျတော့အခုဒီလူကြိုက်တော့ K40 ဂိမ်းမင်းဖုန်းနော်ကျွန်တော်ဂိမ်းဆိုးတဲ့ညီကိုတွေနော်ပတ်စအများကြီးမသုံးချင်ဘူးဂိမ်းဥမှာ10ကျပ်10ညီကိုတွေကျွန်တော်ခလုတ်ပါတစ်ခါတည်းပါမယ်ဗျဒါလေး K40 ဂိမ်းမင်း RAM 8 128GB မှာ6400နဲ့ရမယ်ဒါမှမကြိုက်ဘူး RAM များမှကြိုက်ရတော့ RAM 7နဲ့ 256GB မှာ9000မပြည့်ဘူးနော်6900ပဲနဲ့ရမယ်ဗျကဲဒါကြတော့နော်မြန်မာပြည်မှာလူကြိုက်ရမ်းများတယ်ဆောင်းမီအလဲပေးလိုက်ပါလေးနဲ့ကြစ်လေးကျွန်တော်ကြိုက်ရတာအရန်ပေါ့ပါတဲ့ဖော်လို့ကျွန်တော်ကင်မရာမှာလည်းနာမည်ကြီးပြီးလူကြိုက်များတယ်ဖော်လို့နော်ဆောင်းမီအလဲပေးလိုက် 5G လေးဒါလေးဟိုမှာရောက်ပေးတဲ့စရာ9550ဘတ်ပဲရှိမယ်ကဲဒါပြင်ဒီမန်အခုံးမန်လက်ပွေXiaomi CB1 5G နော်မန်အခုံးမန်လက်ပွေလေးကိုမှရောက်ပေးစရာ4900ဘတ်ပဲရှိမယ်ဒါလည်းတော့ Redmi Note 7 4G AMOLED display တွေ 120Hz နဲ့နော်မန်လက်ပွေတွေမှာကြိုက်ရမယ်ဇင်းတို့လေးကကြတော့4200ဘတ်နဲ့ကြိုက်ရမယ်နော်မန်လက်ပွေနော်4200နဲ့ရမယ်ကဲခဏမင်းနေလို့ညီကိုတွေနော် Redmi Note 9 Pro 5G RAM နဲ့ကတော့ RAM 6GB ရောက်လာတယ်ဈေးနှုန်းလေးကတော့9990ဘတ်ပဲရှိမယ်နော် Note 9 Pro 5G နော်ကဲအဲ့ဒီအပြင် Redmi Note 8 Pro လေးဟိုကကျတော့3480ဘတ်နဲ့ရရှိမယ်အခုဒီနော်ခေတ်ရဲ့ကြောင်မြတ်အခုဒီလူကြိုက်များနေတယ် K30 5G လေးကိုကျတော့4299ဘတ်နဲ့ရရှိမယ်နော် RAM ကကျတော့အဲ့ memory က 256GB တဲ့နော်ကဲဂိမ်းဆော့ချင်တဲ့ညီကိုလေးတွေနော်ဘတ်ချစ်တဲ့အများကြီးမသုံးချင်ဘူးဈေးသစ်တာတဲ့လို့ချင်ဒီဖုန်းလေးတွေရမှာကဲဖုန်းလေးတွေဝယ်ယူလိုက်တာနဲ့ဖုန်းနဲ့ပတ်သက်တဲ့အားသေးချိုးအားသေးကောင်းမကွဲမှန်တွေပါတခါတည်းလက်ဆောင်ထပ်ပြီးမှဖြစ်ပါတယ်ထမ်းတဲ့ကတနာကလည်းအရက်ငွေချင်းနဲ့ပို့ပေးပါတယ်ဗျကဲအောင်မခံနေတဲ့တလားတီးတီးပေးပါတယ်တလားအတွင်းမှာ error တစ်ခုဖြစ်ခဲ့တယ်ရှိတော့နောက်တစ်လုံးနဲ့အစောထိုးပေးအားလဲပေးတာဖြစ်ပါတယ်ကျွန်တော်ဆိုင်လိုက်စာတွေကတော့ခုခေတ်ပတောင်ဘန်စာဈေးထဲမှာဖွင့်ထားတာဖြစ်ပါတယ်ဗျကဲကျွန်တော်ဆိုင်ဖို့လေးကိုမရောက်ဘူးသေးတယ်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဆိုင်လေးမှာကျွန်တော် iPhone လေးတွေရော Android တွေရော Pocket Scale တွေတနေရာလေးရရှိမို့လို့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျကောက်ဆော့ဝေါ်ဆောင်မှုနဲ့အများဆုံးလုပ်ပေးပါနော်